ရွာအထွက်ကတပတ်ဖြူအိမ်တိုင်းမှာပဲမီးအောင်တွေကတောက်မြူနေတော့တယ်ကျွန်တော်တို့များပြောလိုက်ဒီမှာအရန်ကြနေတယ်ဘယ်မှမပြောပဲရှိပါမည်လေဘိုးကောင်စားလာကလေးတွေဝစ်စင်ကမီးပွဲကြည့်ရင်လို့အကြောင်းပြပြီးလူကြည့်ခံလူတို့ခံထွက်လာကြသည်မရီချောကလေးတွေကိုတိုးရဝှေ့ရအနံ့ခံရသည်မှာကျွန်တော်တို့လူပြပေါက်ကလေးများအတွက်အရသာအရှိဆုံးမလန်အပြည့်ပါသည့်ဇီးကြိုပြပင်မဟုတ်ပါလားကျွန်တော်တို့ရှေ့မှတနခါနဲ့တင်းတင်းလွှင်းရင်ရှောက်သွားနေသောဇီးကြိုပြကလေးလေးပြနောက်သို့ကပ်၍လိုက်ကြည့်စဉ်ကျွန်တော်၏အင်းကြီးနောက်ကျောကိုအစွဲခံလိုက်ရသဖြင့်ဒေါသများအချောင်းလိုက်ထောင်းကလေးထားမိကဟဲ့ဘယ်သူလဲကွာကျွန်တော်ကဤသို့အော်မေးရင်နောက်ဘက်သို့လှည့်ကြည့်လိုက်သည်တွင်ဟာဥဖြူသည်အာမေထိတ်တန်ဖြင့်နှုတ်ဆက်လိုက်ရပါတော့တယ်ကိစ္စတစ်ခုအရေးတကြီးပေါ်လာလို့မင်းနိုင်ငံသွားရအောင်ခမရဘာသာသွားဗျာသတင်းကြိုးပွဲတော့ဆိုတာတစ်နှစ်လုံးတစ်ခါပဲကြုံရတာဗျကြုံမလိုက်နိုင်ဘူးကျွန်တော်ဟာပေါ်လာတော့ကိစ္စကိုသိလည်းမသိချင်းမေးလည်းမေးမနေတော့ပဲတစ်ချက်လို့ညင်းပယ်လိုက်ပါတော့တယ်လိုက်ခဲ့သမ်းမှာခြားတိတ်ရာကိစ္စကအတော်အရေးကြီးပုံရတယ်ကွဥဖြူသီးကတော့ချော့ချော့မော့မော့ပင်ပြောနေပါတယ်ကျွန်တော်ဟာဇီးကြွေပြားကလေးများကိုလှမ်းကြည့်လိုက်ပါတယ်သူမတို့အတော်ဝေးရည်သွားကြပြီဟိုသုံးကောင်ဟာလည်းကျွန်တော်အဖြစ်ကိုမသိဘူးလားတီလျက်သားနဲ့ပြစ်ထားကြလေသလားတော့မသိဇီးကြွေပြားများနောက်သူကပ်၍ပါသွားကြပါတယ်ဥဖြူသီးလွတ်ဆန်းပါဗျာကျွန်တော်ဟာသူ၏လက်ကိုခဏနာဖြစ်ညစ်တွန်းပယ်ရင်းကပြောလိုက်ပါတယ်နေသမ်းမအောင်ကွမနေနိုင်ဘူးဗျာတဲဒီကောင်လေးဘာကောင်လေးလဲဗျမင်းတို့အလုပ်ဟာဒါပဲသတင်းကြိုးရင်လူတော်တဲဓာတ်ဥပြစ်ချင်တာတို့ကောင်းမလူတွေနောက်တစ်ခေါက်ရှောက်လိုက်တော့ပဲသိတတ်တယ်ဘာပြုတ်လဲဗျာအဲ့ဒါပြောတာပေါ့မင်းအတော်ညံသေးတဲ့ကောင်ကလေးပဲအဲ့ဒီလိုသူများတကအနှောက်ရှက်ပေးပြီးပြောရတဲ့အပျော်မျိုးဟာမကောင်းဘူးကွာသိလားမင်းကိုမင်းလူအဖိုးတန်ကလေးဖြစ်ချင်ရင်အဲ့ဒီလိုအပျော်မျိုးကိုမလုပ်ရဘူးသူတစ်ပါးကိုအကူအညီပေးတဲ့အပျော်မျိုးကိုရှားပြောရတယ်ကျုပ်ကကောင်းမလေးတွေကိုနှောက်ရှက်တာမဟုတ်ပါဘူးဗျာကူညီတာဗျာကူညီတာသိရလားအမဲတဲလာတဲ့ကောင်လေးခမည်းလေးကသူတို့ကိုဘယ်လိုများကူညီလိုက်ပါသလဲခမည်းရှင်းသမ်းမအောင်သူတို့ဟာလူအဘိုးကန်အဒိုးခံငင်လို့လှလှပပဝစ်ဆချေမှုန်ပြီးအိမ်ကထွက်လာကြတာဗျအဲ့ဒါကိုကျုပ်ကကူညီတဲ့သဘောနဲ့ပိုးတယ်ဟာဥဖြူသီးဟာကျွန်တော်စကားကိုသဘောကျဆိုရင်မောပါတယ်ဥဖြူသီးကချောမော့ခွန်နေပြန်ပါတယ်ခမည်းကိစ္စဘာမှမဟုတ်တော့အေးကြီးနေတာလေဗျကျွန်တော်ခေါင်းကိုလက်ထုပ်ကုပ်ဖွာလိုက်ပြီးညင်းညူမေးလိုက်ပါတယ်ကိစ္စကဒီလိုကွာဟိုမြေစည်းအိမ်ရွာကအမေကြီးတယောက်ငါ့ကိုအကူအညီတောင်းနေတယ်ကွာဘာအကူအညီလဲသူသားအိမ်ရထဲမှာအိတ်နေနေပျောက်သွားတာ3ရက်ရှိပြီလေကွာအဲ့ဒါလိုက်ရှာပေးဖို့ပါပဲဟာဒါတွေဆန်းလားဗျဒီလိုပဲနေရင်ထိုင်ရင်လူတွေပျောက်သွားကြတာပဲဒါပေမဲ့ကွာကုကူအားကိုးထားတဲ့လူအကူအညီလားတောင်းတာတော့လေသုံးသပ်ပေးရအောင်ပါဗောကွာစိတ်ပြက်ပါတယ်ဗျာဒီလူကဘဲအမက်လောင်းရဲ့မဲရုံကိုယ်တည်းလောက်ခံမှန်းမသိပဲနဲ့ဒါတွေနောက်မှစုံစမ်းတာပေါ့ကွာလာသွားကြရအောင်အဖွားကြီးစောင့်နေရှာတယ်အမေကြီးသားကမဲရုံကိုယ်တည်းတွေဘာတွေလောက်ခဲ့ဘူးသလားကျွန်တော်ဟာမြေသေးအိမ်ရွာသို့လှည့်စီး၍လာစဉ်လမ်းနာဥပ္ပူတီကအဖွားကြီးအားမေးခွန်းထုတ်ပါတယ်တောက်တဲ့တော့ကျုပ်သားလေးဒါမျိုးဝါသနာမပါရှာပါဘူးဒါဖြင့်အမေကြီးတို့ကအခုပြောက်သွားတဲ့ကိစ္စမှာဘလို့ထင်ကြီးပေးခြင်းတလဲအဲ့ဒါကိုမစင်းသားတဲ့လူမောက်ကိုလာပင့်ရတာပေါ့ဥဖြူသီးတပြင်းချလိုက်ပါတယ်ထက်ကောင်းငင်ဝဲလပြူဝင်းကထွန်းပါနေပါတယ်ကျွန်တော်တို့စီးလာတော့လဲမှာဝယုံတွေထူထက်လာသည့်ကုန်းညောကလေး၌ခက်မှန်မှန်ပဲလှိမ့်သွားလျက်ရှိပါတယ်မောင်ထွန်းနွားတွေကိုမြ мян မောင်းသန်းကွယ်အဖွားကြီးဟာသားအတွက်စိုးရင်ဘူးပန်းနေရန်ရှိပါတယ်ပြည်နာဥဖြူသီးအားလေတကယ်ကဲတင်ရှင်ကြီးအဖြစ်အားထားရှာရာဥဖြူသီးသူမအိမ်တို့ရောက်ရှိစုံစမ်းလိုက်ကသူမသာမုတ်ချပြန်တွေ့ရလိမ့်မည်ဟုမျှော်လင့်ထားခြင်းဖြင့်လှဲသမားအိမ်တို့အမြန်ရောက်အောင်မောင်းခိုင်းနေခြင်းဖြစ်ဟန်ရှိပါတယ်အမေကြီးသားနာမည်ကဘလို့ခေါ်ပါသလဲဥဖြူသီးကတိတ်ဆိတ်ချင်းကိုနှောက်ယှက်လိုက်ပါတယ်အသက်ဘယ်လောက်လဲဘယ်အရွယ်လဲအသက်က32နှစ်ပါအိမ်တော်ရှိသလားမရှိပါဘူးအရင်ကကိုရှိခဲ့ဘူးသလားတခါမှအိမ်တော်မပြုတ်သေးပါဘူးပုံတရံကကိုအသားညူအရက်ပုခါမရှိဘူးဝတယ်ဘူးသီးထောင်းထားတယ်လို့ပဲထူးကြတဲ့အမှတ်သားကကိုရှေ့သွားတွေမရှိဘူးမျက်မှန်ထူတက်ထူကိုင်းနဲ့ချစ်သူကြီးသားများရှိသလားဒါတော့မစိုးနိုင်ဘူးကျုပ်တော့မကြားမိဘူးတော်တော့ပါပြီလဲဟာအပြေးမြန်စွာသွားနေပါတယ်လဲသမားဤနွားငေါက်တန်ကအဆက်မပြတ်ထွက်နေပါတယ်တောင်းတနာကြားသွားသောအခါတွင်ဖေးဟောင်တွေများကိုကြားရပါတယ်ပြည်နောက်တောင်းလောက်ကြားသားသူတွေတော့မီးလင်းတချို့မှောင်တချို့နဲ့အိမ်များတည်ရှိသောမြေသေးရွာကလေးတို့ကျွန်တော်တို့ရောက်ရှိကြပါတယ်ပျောက်ဆုံးနေသူကိုအေးမောင်ဤနေရင်တို့ရောက်ရှိသည်တွင်ထိုရွာကလေးရှိလူများဟာကပ္ပိယစွန်တော်ကြီးဥဖြူသီးအားအထူးအဆန်းတပွဲလာရောက်ကြည့်ရှုကြသဖြင့်ဥဖြူသီးခမညာအတော်အနေရအထိုင်ရခတ်နေရှာပါတယ်
ဥပ္ပူဒီဟာကိုအေးမောင်နောက်ဆုံးအိတ်ခဲ့သည်ဆိုတော့အိယာကိုစစ်စစ်ကြည့်ရှုပါတယ်သူဟာဘသူအားဘာမှစကားတခွန်းမှမဟာပဲအမျိုးမျိုးတွေးတော့စဉ်းစားနေပါတယ်ကဲစုံတောက်ကြည့်လက်ဖက်ရည်ကြံတောက်ပါအောင်ကိုအေးမောင်တဲ့အငယ်ဖြစ်ဟန်ရှိသောအဖွားကြီးသမီးအငယ်တယောက်ကလက်ဖက်ရည်ကြံပွဲကိုလာရောက်ချပေးကမှဥပ္ပူဒီဟာစဉ်းစားခြင်းကိုရက်တန်ထားဟန်ဖြင့်လက်ဖက်ရည်ကြံကိုပကံနဲ့သူနှဲ့ထည့်လိုက်ပါတယ်လက်ဖက်ရည်ကြံတောက်ကြပါအောင်သူ့အားလာရောက်ကြည့်ရှုကြက်ခတ်နေသူလူလေးငါးကိုဥပ္ပူဒီကဖိတ်ခေါ်လိုက်ပါတယ်ထိုလူများလဲအပြုံးကိုဒီကြကဥပ္ပူဒီနဲ့အတူရောတော့ဝင်းထိုင်လာကြပါတယ်လာဟေးမောင်ဘိုးမီလက်ဖက်ရည်ကြံတောက်ကြရအောင်ကျွန်တော်တို့ရှိရာအိမ်မော်တို့လူသစ်တယောက်တက်လာတဲ့ဖြင့်အကျန်းဝိုင်းမှာလူကြီးတယောက်ကဖိတ်ခေါ်လိုက်ပါတယ်ဝေးတော့အိမ်ရွာမှာဗျတပတ်ပြူကြီးဒီကောင်ရွာအထွက်ကညောင်မင်းမှာတွေ့ရလို့တယ်ဗျကိုဘိုးမီဆိုသူကလက်ဖက်ရည်ကြံဝိုင်းတွင်ဝင်းထိုင်ရင်ပြောတဲ့ဖြင့်ဥပ္ပူဒီမှာစိတ်ဝင်စားလာကဘယ်တော့ငါတွေ့ကြတာလဲဗျ2 ရက်လောက်ရှိပြီတဲ့ဆရာကြီးရဲ့ဘလို့တွေ့ကြပုံလဲပထမစတွေ့တာကတော့အဲ့ရွာကိုလူကျော်ဆိုတဲ့လူဟာနွားပြောက်လို့လိုက်ရှာပြီးည10 နာရီလောက်ရွာကိုပြန်လာတော့အဲ့ဒီညောင်မင်းကြီးအောက်မှာဖြူဖြူကြီးတွေ့ရလို့ဂရုစိုက်ကြည့်တော့မိမတရံတစ်ခုကိုဖြူဖြူတရဝါကြီးကပွေ့ဖတ်ထားတာတွေ့ရတယ်တဲ့ဗျအဲ့ဒီလူကသူနဲ့နီးစပ်တဲ့လူတွေကိုဒီသတင်းပြောပြပြီးနောက်နေ့တွားချောင်းကြတော့မိမတော့မတွေ့ရဘူးတဲ့တပတ်ကြီးကိုတော့မြင်ခဲ့ကြတဲ့သူတို့လည်းကြာမကြည့်ဝင်လို့ပြန်ပြေးလာကြတယ်ဆိုပဲဥပ္ပူဒီကတွေ့ဝေစဉ်းစားယူနေပါတယ်ပြီးနောက်အဖွားကြီးကခေါ်၍တီတိုစကားပြောလိုက်ပါတယ်အဖွားကြီးလည်းထိုင်းနေသောလူများထဲမှာလူ2 ယောက်ကိုခေါ်ကာတီတိုစကားပြောပြန်ပါတယ်ကျွန်တော်ကတော့ဥပ္ပူဒီအရေးအကဲကိုသာကြည့်နေရပါတယ်လူများတဖွဲဖွဲပြန်သွားကြလိမ့်ပြီအချိန်မှာတစညနေပိုင်းသို့ချင်းနေခဲ့ပြီဖြစ်ပါတယ်ကဲကိုစောနောင်နဲ့ကိုစောမောင်သွားကြရအောင်ဗျာဥပ္ပူဒီကအတွင်းကဘက်သို့မတုံးမကျဲလှမ်း၍ပြောလိုက်ရာစောစောကအဖွားကြီးနဲ့စကားတီတိုပြောနေခဲ့သောလူ2 ယောက်ဟာလက်တောက်ပနေသောတချီတချောင်းစီကိုင်ကထွက်လာကြပါတယ်တယောက်ဤလက်မှာတော့9000ထိုးလက်နှိပ်တမီတလက်လေးပါလာပါသေးတယ်ကျုပ်တို့အခုဘယ်သွားကြမလို့လဲကျွန်တော်ကဥပ္ပူဒီအားတူတူလေးမိလိုက်ပါတယ်ဂွေးတော့အိုင်းဆိုတဲ့ရွာကိုဘာလို့မလို့လဲတပတ်သွားဖမ်းမလို့ခမရဟာကလူပြောက်လာရှာတာဘာလို့တပတ်ဖမ်းရမှာလဲဖះလဲဖူးရင်ဖုတ်ဦးလဲတူးရတာပေါ့ကွာလက်ဥပါဗျဘာပဲဖြစ်ဖြစ်ရတဲ့ဥတူးတာပေါ့ကွာမြေစည်းအိမ်ရွာကလေးဟာကျွန်တော်တို့နောက်၌တိတ်ဆိတ်စွာကြံခဲ့ပါတယ်တော်ရန်တဲ့သူရောက်ရှိလျင်လာကြောင်ကြောက်ကြားများကိုဖျက်နှင်းရပါတယ်လာပေါ်သူမိုးသားများကအုံမိုင်းလိုက်လျင်ကြွက်ကြရင်းများဖိမိန်သွားတတ်ပါတယ်တစနဲ့ခွေးဟောင်တဲ့တဲ့ကိုကြားလာရပါတယ်ညောင်မင်းရှိတဲ့အနားနီးလာပြီလားပြုဥပ္ပူဒီကရှေ့မှသွားနေသူကိုစောနောင်အားခရုမေးလိုက်ပါတယ်ဟုတ်ကဲ့ဆရာရှင်းလာလေးမှာပဲညောင်မင်းကိုမြင်လောက်မဲ့နေရာကနေချောင်းကြည့်ကြရအောင်ရှေ့သူခိုင်း20ခန့်သွားမိသောအခါတွင်ကျွန်ုပ်တို့ဟာခြုံတဘေးမှာကပ်၍ချောင်းမြောင်းကညောင်မင်းစီတို့ကြည့်နေကြပါတယ်တော်တစ်ခုလုံးတွင်တိတ်ဆိတ်ကြီးကစိုးမိုးနေပါတယ်တခါတရံ၌တော့လေပိုးပရိတ်ကလေးများအော်မီတန်ကနားရဲသူတိုးဝင်လာတတ်ပါသေးတယ်လှရောင်ကညှို့မရီသွားပါတယ်ခွေးဟောင်တန်းဟာဂွေးတော့အောင်ရွာကလေးစီမှထွက်ပေါ်လာပါတယ်ကျွန်ုပ်တို့လူတိုက်မှာရွာဦးထိပ်စီတို့စူးစူးဆက်ဆက်ကြည့်နေပါတယ်တအောင်လောက်ကြာစီတွင်မဲမဲတရံတစ်ခုထွက်ပေါ်လာပါတယ်ကျွန်တော်တို့မျက်လုံးများကထိုးတရံကိုစူးစိုက်ကြည့်နေကြတယ်ထင်ရှားလာသောအခါ၌ထိုအရာဟာမိမ့်မပြူတယောက်ဖြစ်ကြောင်းကိုသိမှတ်ရပါတယ်မိမ့်မပြူဟာညောင်မင်းကြီးဘက်သို့ရှစ်ရှူရသွားနေပါတယ်ကျွန်ုပ်တို့ဟာညောင်မင်းဘက်သို့တစ်လက်မိမ့်မပြူဘက်သို့တစ်လက်ကြည့်နေပြီးတင်ညောင်မင်းစီမှဖြူဖြူအရာကြီးတစ်ခုလှုပ်ရှားလာသည်ကိုတွေ့မြင်ရတယ်ဥဖြူသည်ဟိုမားပြူကျွန်တော်ကဥဖြူသည်အားလက်ကုပ်ပြလိုက်ပါတယ်အသာတိတ်တိတ်နီးကွသူကလေတံဖြင့်ပြန်ပြောပါတယ်တဖြည်းဖြည်းနဲ့မိမ့်မပြူနှင့်ဖြူဖြူကြီးတို့နီးကပ်သွားသည်တင်မိမ့်မပြူဟာဖြူဖြူကြီးရှိရာသို့လက်နှစ်ဘက်ကိုစနှံ့သွားပါတယ်ကဲဝိုင်းဖမ်းကြပြူဥဖြူသည်ကဤသို့ပြောလိုက်ရာကိုစောမောင်ဟာဥဖြူသည်မျက်နှာကိုပြန်ကြည့်နေပြီးတော့ဖြစ်ပါမလားဆရာတပတ်ကြီးနဲ့ဥစ္စာဆောင်မှာတွေ့နေကြတာမဟုတ်လားဟုမေးလိုက်ပါတယ်ဘယ်ကတပတ်ရမှာလဲဗျာဖမ်းကြပါခမည်းတော်ကိုအေးမောင်ကြီးပါဗျဖြစ်နိုင်မှာမလားဆရာကြာလိုက်တာဗျာဥဖြူသည်ကပြောဆူနေရမှထားတဲ့ဖြင့်ကျွန်တော်တို့လည်းလိုက်ပါသွားကြပါတယ်ကျွန်တော်တို့ညောင်မင်းချင်းတို့ချိကက်မိသောအခါတွင်မိမ့်မပြိုနှင့်ဖြူဖြူတရဝါကြီးမှာတဦးနှင့်တဦးပွေ့ဖက်ထားပါတယ်ကိုအေးမောင်ပြေးမယ်တော့မကြံတဲ့ပြိုပစ်ထဲလိုက်မယ်ဥဖြူသည်ကဤသို့ပြောက9000ထိုးလက်လက်တမိဖြင့်ထိုးကြည့်လိုက်သည်တွင်ကျွန်ုပ်တို့မှာမရေဘက်မနေနိုင်အောင်ဖြစ်ကြပါတယ်ကိုအေးမောင်တကူလုံးတွင်လဲမှုမြကက်ကဖွဖွဖြူလေးရရှိနေပါတယ်ကျွန်တော်တို့လူတိုက်ဟာတောက်လက်စွာအနည်းသို့ချင့်ကပ်လာကြပါတယ်သူတို့ဟာတဦးကိုတဦးတင်းကျပ်စွာဖွေထားရင်းမှပင်မလုံးမရှက်နေတတ်နေပါတယ်ကိုမောင်ကြီးဟာခမရဘလို့ဖြစ်နေတာလဲဗျကိုစောမောင်ကအားမလို့အားမရဖြင့်မေးလိုက်သည်တွင်ကိုအေးမောင်နှင့်မိမပြိုနှင့်ခွဲခွာလိုက်ကဖြစ်ကြောင်းကုန်သည်ကိုရှင်းပြပါတော့တယ်ဤနေရာတွင်ကိုအေးမောင်တွေ့ပြသောအကြောင်းကိုကျွန်တော်ကဝတ္ထုကလေးတစ်ပွဲရေးသားပြပါမည်
မိုးဝဲမုံကလေးများကြာနေသောည၏10နာရီခန့်အချိန်တွင်ကိုအေးမောင်ဟာချင်းဆူထားသောမတ်တမ်းမင်းနှင့်တွေ့ဆုံရန်မြေသေးအိမ်ရွာမှဂွေတော်အိမ်ရသို့ထွက်လာခဲ့ပါသည်သူ၏ကပိုက်တွင်ဝယ်ရှိသောပဲကြီးလော်မှချစ်သူမတ်တမ်းမင်း၏အမှားအစာတွင်ပါသည့်အတိုင်းချစ်သူ၏အိတ်ခမ်းနဘေးမှကပ်ခါပဲကြီးလော်ဝါလိုက်လျင်တောက်ခနဲ့အတန်မြည်သွားကမတ်တမ်းမင်းဆင်းလာဖို့ပင်ဖြစ်ပါတယ်သူဟာလာရောင်မှုံဝါအောက်တွင်မျက်မှန်ထူကြီးနှင့်ကသန်းကောဝါလာခဲ့ရာရွာနှစ်ခုချ၍ချောင်းငယ်အားထိုးထားသောတရားသို့ရောက်သည်တွင်တရားပေါ်မှလိမ့်ကြကတကူလုံးရေရွှဲရွှဲဆိုးလာခဲ့ရရှာပါတယ်။အိုးမောင်ဟာချစ်သူအိတ်ခမ်းဘေးသို့ရောက်ရှိသည်တွင်ဘဲလော်များကိုတစ်စေးပြီးတစ်စေးကိုက်စားခဲ့တော်လဲရေဆူထားသောဘဲလော်များမှာအတန်မမီပဲရှိနေရပါတယ်။သူဟာစိတ်ရထက်သန်စွာကိုက်ဝါခဲ့ရာနောက်ဆုံးဖြစ်သောဆုံးပြူစီကြမှာတောက်ခနဲ့မြည်၍သွားသည်ဖြင့်ချစ်သူဟာတကားဖွင့်၍ဆင်းလာခဲ့ပါတယ်။ဦးကိုကြီးမောင်တကူလုံးလည်းရေတွေဆိုးလို့ပါလားတော့မတန်းမေဟာသူ့အားကြည့်ကပြောလိုက်ပါတယ်ဒါအရေးမကြီးဘူးမတန်းရဲ့ကျုပ်အိမ်သာတက်ချင်တယ်ရေဆိုးထားသောဘဲလိုအစိသားကသူ၏ဘိုက်ထဲမှာဖောင်းပွာလာသည်တွင်ကိုအေးမောင်မှာဓမ္မတာကိုမအောင်ဤနိုင်ရှာပဲချစ်တင်မှာမနှောရမီအရေးကြီးသည့်ကိစ္စကိုတင်ပြတောင်းဆိုရှာပါတယ်ခက်တာပဲကိုအေးရဲ့ကျုပ်တို့အိမ်မှာလည်းအိမ်သာမရှိတော့ဒုက္ခပဲနှုတ်မတန်းတို့အိမ်သာသွားတော့ဘယ်သွားကြသလဲဟိုဘက်ကတော်တန်းနဲ့သွားကြတယ်အမလီဘိုက်ထဲကနားလိုက်တာဗျာဒုက္ခပါပဲရှင်ကဲဒီလိုလို့ဟောတုံးနေမှုစိုက်ထားတဲ့ခွာတိုင်ကြီးနှုတ်အဲ့ဒီစီပါထည့်ပြီးတော့ပြန်စိုက်ထားခဲ့ကိုအေးမောင်ဟာမတန်းမင်းညွှန်ကြားသည့်အတိုင်းတုံးတင်ခွာကြီးကိုနှုတ်၍အီးယူပါတယ်သူခမများတွင်ဝမ်းဖောဝမ်းနာဖြစ်နေသောကြောင့်တော်တော်နှင့်အီးမပြီးနိုင်ပဲရှိနေရာသူ့အဖြစ်ကိုသူဒေါပွားလာမိပါတယ်ကဲဒီလောက်မပြီးခြင်းလဲနေဟာကိုအေးမောင်ဟာဒေါပွားနှင့်ထကာတုံးတင်ခွာကြီးကိုဒုံကနေတွင်းထဲသို့စောင့်ချလိုက်ရာသူဖာထားသောအီးများဟာသူ့တကူလုံးကိုစင်မှန်ပေးကြံသွားပါတယ်ဒုပ္ပအိုမတန်းရကျုပ်တို့ဒုက္ခပဲထွီခွာကြီးကိုစောင့်ချမိလို့တကူလုံးပေးကြံကုန်ပြီရေချိုးပြမှဖြစ်မယ်ခက်လိုက်တာတော့စိတ်များညစ်ပါရဲ့ဟိုမှာရေစီပိုင်းရှိတယ်လေတွားချိုးပြီးတော့ကိုအေးမောင်ဟာမတန်းပြီးညွှန်ပြရသူသွားရာစီနှလုံးကိုတွေ့ရသဖြင့်အချိန်ဖြုံး၍ရေဝက်ရှားမနေပဲစီကြီးတစ်လုံးနဲ့သူဆင့်ချလိုက်ရာအထက်ရောက်၍တကူလုံးထိုးနှိပ်သွားမှထိုးစီမှာရေစီမဟုတ်ပဲကက်တရာသေးစီဖြစ်ကြောင်းသိရပါတယ်ဒုပ္ပအိုမတန်းပြီးကျုပ်တော့ခက်တာပဲနော်မတန်းမီမှာတကူလုံးနတ်မောင်နေသောကိုအေးမောင်ကကြည်ကအံ့အားသင့်နေပါတယ်ပြီးမှကျမအပြစ်ပဲကိုအေးကျမတည်တည်ချာချာမပြောလိုက်မိဘူးဒီတခါတော့ဘလို့လုပ်ရပါမလဲတော့စိတ်ညစ်လိုက်တာမတန်းမီကဤသို့ညီးတွားနေရင်ခွေးသုံးလေးကောင်ကသူတို့အားဝမ်း၍ဟောင်းသဖြင့်အိမ်သားများနဲ့အိမ်ကြီးချင်းမများနိုးလာကအိယာမထသန်ကြားရသောကြောင့်မတန်းမီဟာအိမ်မော်သို့တက်ပြေးသွားပါတယ်ကိုအေးမောင်တယောက်တည်းဦးလေလေကြံခဲ့ရမှလူများလှုပ်ရှားလာသဖြင့်စပက်ကြီးတစ်ခုဘေးသို့ပြေးကလိုက်သည်တွင်တခိုးဟုအော်တန်ကြားရပြန်သောကြောင့်ပြေးသည်အားရှားမတွေ့တော့ပဲစပကြီးဘေးရှိပုတ်ကြည့်တဲ့သူတက်ခုံချလိုက်ရာလဲမှုများပေါ်သို့အိမ်ကနေလဲကျသွားပါတယ်ကိုအေးမောင်ဟာတညနဲ့တနေ့လဲမှုပုတ်ထဲတွင်နေခဲ့ရပါတယ်ညနေပိုင်းကျမှမတန်ပေစပကြီးနာအလာတွင်လက်ရက်ခေါ်ပြီးအကျိုးအကြောင်းရှင်းပြကာညောင်မင်းစီတို့ချင်းဆိုပြီးမိုးချုပ်စတွင်ပုတ်ထဲမှလစ်ထွက်ခဲ့ပါတယ်ကိုအေးမောင်တပတ်ဖြစ်သောဇလန့်မှာအိန္ဒိယတွင်ဆုံးပါတယ်ခမည်းဟာဘာလို့အိမ်မပြန်မဲ့တပတ်ရောင်စောင်းနေတာလဲဥပြူသီးကရေမော့ပြီးမေးလိုက်ပါတယ်ပုတ်ထဲကနေမတန်းမိတ်ကိုခေါ်တော့ကကျုပ်ကမတန်းမိကြောက်လန့်နေတာတွေ့ရတာနဲ့ကျုပ်လဲစိတ်ကူးရပြီးလူတွေကကျုပ်ကကြောက်နေရင်မတန်းမိနဲ့ကျုပ်လွတ်လွတ်လပ်လပ်တွေ့ရမှာပဲဆိုတာသိလို့ဒီလိုပဲနေလိုက်တာဗျခမည်းကဘာတွေများစတောင်းနေသလဲဗျာမတန်းမိကလားပို့ပြီးတာပေါ့ဒီဘက်မှာတပတ်ပြူကြီးရှိတယ်ဆိုတော့ဘယ်သူမှမလာဝင်းမှုမို့လားအဲ့ဒီတော့သူ့အဖို့အသွားလာချောင်းတာပေါ့ဒီလောက်တောင်ဒုက္ခခန်းနေရတာကခမည်းတို့ကလူကြီးတွေကသဘောမတူကြလို့လားဟုတ်ပါတယ်ဗျာသူတို့မိဘတွေကကျုပ်ကိုသူတို့သမီးနဲ့ဘလို့မှမပေးသားနိုင်ကြဘူးတဲ့ကျုပ်ကလည်းမတန်းမိကိုဘလို့မှမခွဲနိုင်ဘူးလေဒါကြောင့်ဖြစ်လာတဲ့အကြောင်းကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးလိုက်ရတာပါပဲလူပြိုကြီးများတဲကြောက်စရာကောင်းပါလားဥဖြူတီကဤသို့ပြောကရေမောလိုက်တဲ့ဖြင့်အားလုံးရေကြပါတယ်မတန်းမိမှာရှက်ဟန်နဲ့ခေါင်းကလေးငုံထားပါတယ်ကဲဗျာခမည်းအမေကြီးလည်းခမည်းအတွက်စိတ်ဆင်းရဲလာရှာပါပြီခမည်းတပတ်ဘဝကကျွတ်လွတ်ခဲ့ပါတော့မဖြစ်ဘူးထင်တယ်ဆရာကြီးရဲ့ကျုပ်ဒီလိုပဲနေပါရစေကိုအေးမောင်ဟာမျက်မှန်ထူအောင်မှမျက်နှာကလေးနဲ့တောင်းပန်ရှာပါတယ်ဘာပြုတ်လို့လဲကိုအေးမောင်ကျုပ်တပတ်ဘဝကကျွတ်သွားရင်ကျုပ်နဲ့မတန်းပြီးကိုရမှာကျင်းစီတယ်ဗျအိုးဒါအတွက်ကျွန်တော်တောင်းဝင်ထားပါဗျာကဲတရင်လဲကျွတ်ပါပြီခမည်းလဲကျွတ်ပါတော့ခမည်းတို့မကြခင်လက်ထက်ရအောင်ကျွန်တော်စီစဉ်ပေးပါမယ်ဥဖြူဒီကဤသို့ဂရီးပေးလိုက်တော့မှကိုအေးမောင်မျက်နှာမှာပြုံးရွှင်လာပါတော့တယ်